သစ္စာမယေစုတတ်တယ်လို့ရှေးရခင်တွေထင်ရှားခဲ့တဲ့ကြောက်ဆယ်ရွှေသိန်းတော်ဘုရားမြန်မာနိုင်ငံတော်ကိုတည်ထောင်နေတဲ့အနော်ထာမင်းကြီးဟာဗုဒ္ဓသာသနာပြန့်ပွားအောင်ဆောင်ရွက်ခဲ့တဲ့သာသနာပြုပါလေဖြစ်ပါတယ်အနော်ထာမင်းဟာဘုရားစီပထိုးများစွာကိုလည်းအဲ့ဒီမှာကြောက်ဆယ်ရွှေသိန်းတော်ဘုရားကလည်းထင်ရှားပါတယ်အနော်ထာမင်းကြီးဟာလည်းတွင်ကိုရောက်ရှိပြီးသာသနာတော်ပြန့်ပွားရေးလုပ်ငန်းများကိုဆောင်ရွက်ရွှေသိန်းတော်ဘုရားကိုရှေးသိန်းတော်ဘုရားကိုရှေးအရဟံကတိတ်တော်ဘုရားဖြစ်ပါတယ်အနော်ထာမင်းကြီးကရွှေသိန်းတော်ဆိုတဲ့ပွဲတော်ကိုအမေနုရကံတုအာရောဂေနတုကေနသာဆရာကောဘကတွေကကုရတိမေနတတရတောဒိဋ္ဌိမေနဝိရုလကောသစ္စာမေနာဝိရုပေကောကုဝေရောဥဒရံတိကံရွှေသိန်းတော်ရောဒီမာရာဇလောကပါလာယတတိနောဝေဒေတိအမေနုရကံတုအာရောဂေနတုကေနသာသာဂတသာသဘူမာချဒေဝနာဂမဟိတိကံမြောက်က2မိုင်ခန့်အကွာဒေတိအမေနုရကံတုအာရောဂေနတုကေနသာဣတိမန္တောဇာယေဒေဝဝတန္တာဣဒာသာတိဒေတိအမေနုရကံတုအာရောဂေနတုကေနသာညံတော်9000မြတ်သာရှိခဲ့တယ်လို့မှတ်သားထားရပါတယ်တက္ကရာ1309ခုနှစ်မှာညံတော်73တောင်အမြင့်သို့၎င်းတက္ကရာ1356ခုနှစ်မှာအများကောင်းမှုနဲ့ညံတော်15တောင်အမြင့်သို့၎င်းပြည့်တင်ကပူဇော်ခဲ့ကြပါတယ်အခုလက်ရှိမှာဆိုရင်တော့ရွှေသိန်းတော်ဘုရားကြီးရဲ့ညံတော်ဟာ34တောင်အမြင့်ရှိနေပြီလေဖြစ်ပါတယ်ခင်ဗျာတက္ကရာ1280ပြည့်နှစ်တုန်းကရွာသူရွာသားများမိလျော်ပေါ်ဆမှုကြောင့်ခြုံတွေတို့ဖြင့်ဖုံးလွှမ်းသွားခဲ့ပါတယ်အဲဒီနှစ်မှာပဲတင်တောင်းကြီးကျွော်ကကပ်ပြီးကြောက်ခဲ့ကြပါတယ်ခြုံတွေပိတ်ပေါင်းတွေကိုရှင်းလင်းရန်ပြောကြရမှတစုနဲ့တစုဆက်သွယ်မိပြီးဖျားပေးကခြုံတွေပိတ်ပေါင်းများကိုရှင်းခဲ့ကြရပါတယ်အဲဒီချိန်မှာစတင်ပြီးရွှေသိန်းတော်မြတ်စွာဘုရားမှာတန်ရှင်းတပ်ပေစွာနဲ့ပြင်သုံးနိုင်ခဲ့တာပဲဖြစ်ပါတယ်ရွာမှာလည်းယောဂတန့်ရှင်းသွားကြတာယနေ့တိုင်ပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီဒေသမှာရှေးရခင်ကလေးကအခုအချိန်ထိတဦးနဲ့တဦးဆွဆွဲစရာတွေဖြစ်ပေါ်လာပြီးဆိုရင်အများအပြားတရားရုံးမှာတရားပြိုင်ခြင်းထက်ကိုရွှေသိန်းတော်ကိုသွားပြီးတရားပြိုင်တတ်ကြပါတယ်အဲ့လိုတရားပြိုင်တာကိုရွှေသိန်းတော်ဝင်တယ်လို့လည်းခေါ်ဆိုကြပါတယ်တရားရုံးမှာဆိုရင်တရားစီအကုန်ကြများကြတာကတကြောင်ရွှေသိန်းတော်ဘုရားမှာဆိုရင်တော့တရားလိုတရားခံဖျောင်းနိုင်တရားတစ်ချောင်းစီဒါမှမဟုတ်ပန်းတစ်ပွင့်စီသာလိုပါတယ်တချို့ကတော့ကြော်ပွဲတစ်ပွဲနဲ့တရားစီရင်တတ်ကြပါတယ်အမှုအတွက်ဆောင်ရွက်ပေးရတဲ့ဂောဘကအဖွဲ့ကလည်းတရားလိုတရားခံနှစ်ဖက်စလုံးကနေလက်စားခြင်းလက်ယူခြင်းမပြုလုပ်ရကြပါဘူးတရားရင်ဆိုင်မဲ့သူအားလုံးဟာဖျားမြောက်ဖက်ဆောင်းနှံကနေဝင်ကြရပါတယ်ရှေးဥစွာမှုသွားအမှုလာကိုနှစ်ဖက်စလုံးကဂောဘကအဖွဲ့ကိုတွားရောက်တင်ပြကြရပါတယ်ဂောဘကအဖွဲ့ကတက်နိုင်သမျှခြေဖို့အတွက်ဖြောင်းပြတတ်ကြပါသေးနောက်ဆုံးဖြောင်းပြလို့မရဘူးဆိုတော့မှဖျားရှိပါပြောင်းနိုင်တဲ့တိုင်ထွေးတော်၎င်းပန်းနှစ်ပွင့်ဆက်ရွေတော်၎င်းသစ္စာဆိုပြီးတရားစီရင်ပါတယ်အခုလိုမစီရင်မီမှာတရားလိုတရားခံနှစ်ဦးစလုံးကိုလည်း၅ပါးသီးသန့်ခံယူစေပါတယ်မမှန်မကန်သူဘက်ကနေဖျောင်းနိုင်ငင်းခြင်းပန်းညှိုးခြင်းဖြစ်တတ်ပါတယ်ရှေးရခင်ကလေးကအခုအချိန်ထိရွှေသိန်းတော်ဘုရားကြီးရဲ့တရားစီရင်ခဲ့မှုတွေကလည်းဂောဘကအဆက်ဆက်ကမှတ်တမ်းတင်ထားပါသေးတယ်ရွှေသိန်းတော်ဘုရားမှာအုံပွဲငှပြောပွဲထိုးပြီးအဋိဌံပြုပြီးတော့ကျမ်းမာရေးစီးပွားရေးအခြေရေးစတဲ့လူရစုတစ်ခုကိုတောင်းရင်ပြည့်တတ်တယ်လို့လည်းယုံကြည်ကြပါသေးတယ်။ဒါကြောင့်လဲနေ့စဉ်မပြတ်ပွဲထိုးတဲ့သူတွေနဲ့စီကားနေတတ်တယ်လို့ဆယ်တန်းစာမိုးပဲညီးကလာပြီးဆိုရင်တော့လူတိုးမပေါက်အောင်စီကားတတ်ပါတယ်။အရက်ဖြတ်လူသူများကလည်းရွှေသိန်းတော်ဘုရားမှာ6လတစ်နှစ်ရာသက်ပန်းစသဖြင့်လာရောက်ထူထမ်းသစ္စာအဋိဌံပြင်းထန်လာတဲ့စူတောင်းပြေရွှေသိန်းတော်ဘုရားကြီးသစ္စာမရင်စုတတ်တယ်လို့ရှေးရခင်နှစ်တွေကလေးကထင်ရှားခဲ့တဲ့ကြောက်ဆယ်ရွှေသိန်းတော်ဘုရားမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့အနော်ထာမင်းကြီးဟာဗုဒ္ဓသာသနာပြန့်ပွားအောင်ဆောင်ရွက်ခဲ့တဲ့သာသနာပြုမင်းတစ်ပါးလည်းဖြစ်ပါတယ်။အနော်ထာမင်းဟာဘုရားစီပထိုးများစွာကိုလည်းတည်ထားကိုးကွယ်ခဲ့ပါတယ်။အဲဒီထဲမှာမှကြောက်ဆယ်မြို့ကရွှေသိန်းတော်ဘုရားကလည်းထင်ရှားပါတယ်။အနော်ထာမင်းကြီးဟာလည်းတွင်ကိုဖျိုင်ကိုရောက်ရှိပြီးသာသနာတော်ပြန့်ပွားရေးလုပ်ငန်းများကိုလှုပ်ဆောင်ရင်းရွှေသိန်းတော်ဘုရားကိုတည်ထားခဲ့တာဖြစ်ပါတယ်။ရွှေသိန်းတော်ဘုရားကိုရှင်အရဟံကတိမ်သမုတ်ခဲ့တာဖြစ်ပါတယ်။အနော်ထာမင်းကြီးကရွှေသိန်းတော်ဆိုတဲ့ပွဲတော်ကိုစက္ကပ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာမဟာရွှေသိန်းတော်ဆိုတဲ့ပွဲတော်ကိုသက်ဆိုင်ရာဂောဘကတွေကစက္ကပ်လူရန်ခဲ့ပါတယ်။ရွှေသိန်းတော်ဘုရားဟာရှေးရခင်နှစ်တွေကသစ္စာမှန်ရင်စုတတ်တာကြောင့်ထင်ရှားပါတယ်။ရှေးရခင်ကလေးကတရားပြရာမှာရွှေသိန်းတော်ဘုရားမှာလာရောက်ပြိုင်ဆိုင်တတ်ကြသလိုအခုထိလည်းနေ့စဉ်နေ့တိုင်းပွဲထိုးအဋိဌံပြီးလိုရာဆူတောင်းတဲ့သူတွေကျိန်ဆိုတဲ့သူတွေနဲ့ပြည့်တည်တတ်ပါတယ်။ရွှေသိန်းတော်ဘုရားဟာမန္တလေးတိုင်းဒေသကြီး60ခရိုင်60မြို့ရဲ့မြောက်က2မိုင်ခန့်အကွာတိမ်တောင်းကြီးရွာမှာတည်ရှိပါတယ်။အရှိဘက်သို့မျက်နှာမူနေပြီးမုတ်တစ်ခုတည်းသာရှိတဲ့ဈေးတော်တစ်စုလည်းဖြစ်ပါတယ်။မုတ်ထဲမှာဆူတောင်းပြည့်ရွှေသိန်းသစ္စာမရင်စုတတ်တယ်လို့ရှေးရခင်နှစ်တွေကလေးကထင်ရှားခဲ့တဲ့ကြောက်စင်ရွှေသိန်းတော်ဘုရားမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့အနော်